ဒီ page ကနေပြန်လဲကြိုးစားလိုက်ပါဗျညီကိုတွေကျွန်တော်ဒီနေ့ပြောပြသွားချင်တဲ့အကြောင်းကတော့ကျွန်တော်ဒီအခုဒီပြတဲ့အန်တိုနီအိုင်ဟိုလာပေါ့နော်ကျွန်တော်ဒီliverpoolfc.com နဲ့ကျွန်တော်ဒီ2026-29ခုတိတ်မလို့တော့ပေါ့နော်3ဘက်လောက်ပဲလို့ရတယ်အဲ့အချိန်မှာဒီအခုဒီကျွန်တော်ဒီ US ကိုသွားနေတဲ့ pre-season ပေါ့နော် pre-season တိုးတက်မှုအခြေအနေကိုသူတို့ပြန်ပြီးတော့သုံးသပ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုဒီ liverpool က Leeds United နဲ့ကျွန်တော်ဒီ pre-season နောက်ဆုံးပွဲတယ်ပေါ့နော်ချီကာဂိုမြို့မှာကျွန်တော် Leeds နဲ့ကန်ရမယ်ပြီးတော့ကျွန်တော်ဒီအိုင်ဟိုလာအခုဒီလက်ရှိသူ့ရဲ့ဒီကစားသမားတွေပေါ့နော်သူ့ရဲ့ဒီစနစ်အောင်မှာဘယ်လိုတိုးတက်နေလဲဘယ်လိုတိုးတက်မှုရှိလဲပေါ့အဲ့ဒါရှင်းပြတယ်ပြီးတော့လူငယ်ကစားသမားတွေပေါ့လူငယ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ကျွန်တော်ဒီတိုးတက်မှုတွေကဒါသူ့အတွက်ဘယ်လိုပြော surprise ဖြစ်တယ်ပေါ့ဗျာနည်းနည်းအထင်ကြီးသွားသေးတယ်ပေါ့အထင်ကြီးစေခဲ့ပေါ့နော်အဲ့တော့အဲ့လိုပြောရတယ်ပြီးတော့ဒီသူတို့အခုဒီအန်တိုနီအိုင်ဟိုလာရဲ့သူ့ရဲ့လက်ထောက်နေပြတွေဖြစ်တဲ့လက်ထောက်နေပြတယောက်ဖြစ်တဲ့ဒီဒိုမီအက်ဖက်နဲ့အဲ့ဒီကြောင့်နေပါတယ်ပြီးကိုနီးပြကိုသမားနီးပြအစ်ပေါ့နော်ကိုသမားနီးပြအစ်ဒီအဂျန်ဒရိုရိုဇလမ်သူတို့အဖွဲ့ဝင်တွေပေါ့နော်အဲ့ဒီအဖွဲ့ဝင်တွေကဒီအခုသူ့ရဲ့အသင်းပေါ်မှာဘယ်လိုတရားမှုရှိလဲပေါ့အဲ့ဒီကြောင့်လည်းသူဆွေးနွေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ pre-season မှာအခုကျွန်တော်လူငယ်တွေတော်တော်များများလူငယ်တွေပေါ့နော်လူငယ်တွေနဲ့ကျွန်တော်အခုသွားခဲ့ကြပါဆို senior သားသမားကတော့တော်တော်နေတယ်ဗျအဲ့တော့ဒီ interview ကသူ့ဗာမေးရတယ်ဆိုတော့ကျွန်တော်ဒီဘယ်လိုပြောအခုဒီ pre-season ကာလမှာပေါ့နော်သူကျင်းတဲ့အားရမှုပေါ့နော်ကျင်းတဲ့အားရမှုဘယ်ဟာရှိမလဲပေါ့နော်သူကတော့အဓိကပြောတော့ဒီလူငယ်တွေရဲ့စွမ်းဆောင်ရည်ပေါ့နော်လူငယ်ရဲ့စွမ်းဆောင်ကျွန်တော် U21 ပေါ့ U21 တဲ့နဲ့ဒီ academy ကနေတက်လာတဲ့လူငယ်တွေပေါ့နော်အဲ့တော့အဲ့လူငယ်တွေအများကြီးပါဝင်လာတော့ကျွန်တော်အခုလက်ရှိရတယ်လေအဲ့လိုဖြစ်နေတော့ဒီအခုလူငယ်တွေသူ Premier League အဆင့်မှာတော့ဒါသူတို့ဘယ်လိုပြောမလဲစော့နိုင်တဲ့စွမ်းဆောင်ရည်ပြနိုင်ခဲ့တယ်ပေါ့ဗျအဲ့လိုပုံစံတော့သူပြောတာပေါ့နော်သူတို့ပြောရတယ်ကျွန်တော်ဘာပြောလဲတော့တူချင်းကျွန်တော်ရှင်းပြရင်လူရဲ့ဥစ္စာတွေပြီးရင်အသင်းရဲ့ဒီကျွန်တော်ဘယ်လိုပြောမလဲအသင်းစုပေါင်းပြီးကစားရပါစုပေါင်းပြီးကစားတဲ့ဟာတွေအားတွေသူတို့ထောက်ပံ့ဘယ်လိုပြောမလဲကောင်းမွန်ကစားနိုင်ကြတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဒီရာတော့သူတို့အကောင်းဆုံးရလက်လို့တော့သူအဲ့လိုတော့ပြောတာပေါ့နော်ဘာဖြစ်ဟုတ်ပါတယ်ကျွန်တော်ဟိုဘယ်လိုပြောမလဲလူငယ်နီးပြ sorry လူငယ်ကစားသမားတွေလည်းအခုကောင်းတာတော့အခုအန်ကိုဘာတို့ကောင်းတယ်ဗျာကျွန်တော်ဒီညိုနေရှိမယ်ပြီးတော့ Morrison လည်းမဆိုပါ Morrison လည်းကောင်းတယ်ပေါ့နော်အခုတော့ပြီးရင်ကျွန်တော်ဆန္ဒဘက်နှစ်ယောက်ပေါ့အန်တိုဂီအန်တိုဂီနဲ့အဲ့ကျွန်တော်ဒီအန်တိုဂီနဲ့နောက်ကောင်လေးတယောက်ကျွန်တော်နာမည်မေ့နေလို့ဗျအဲ့သူတို့နှစ်ယောက်လည်းတော်တော်ကောင်းပါတယ်ကစားရတယ်အဲ့တော့လူငယ်တွေကတော့ဘာဖြစ်ဖြစ်အခုလက်ရှိချိန်မှာတော့ကောင်းတာပေါ့နော်ဒါပေမဲ့လည်းပြီးသွားရင်တော့ကျွန်တော်ဒီ training တွေအကုန်လုံးပြီးသွားပြီဆိုတော့ဒီနီးပြအနေနဲ့တော့သူကတော့ဆုံးဖြတ်မှာပါပဲကစားသမားတွေသူစီနီယာတိုင်းခေါ်မယ်မခေါ်ဘူးဆိုတော့နော်အဲ့တော့တစ်ချက်ကျွန်တော်ကြည့်ရအောင်အဲ့တော့ဒီပထမဆုံးဒီ interview ကသူ့မိတာတော့အခုလောတဲ့ pre-season ပေါ့နော် pre-season မှာအခုဒီ pre-season ကိုသူဘယ်လိုမြင်လဲပေါ့အဓိကကတော့ဘယ်လိုမြင်လဲဆိုတော့သူရဲ့နီးစနစ်တွေဘယ်လောက်ထိအကျိုးသက်မှုရှိနေပြီပေါ့နော်ဒီ squad မှာဘယ်လောက်ရှိနေပြီလို့သူအဲ့လိုမေးခဲ့တယ်မေးရတော့အဓိကတော့ဒီအနိုနီယာဟိုလာသူကပြန်ပြောတာတော့ဒီ pre-season ကအသုံးဝင်တယ်ဆိုတော့အဲ့ပေါ့အသုံးဝင်တာပေါ့အတင်းကလည်းကျွန်တော်ဒီ TPP တိုးတက်လာပြီးတော့ကျွန်တော်ကစားသမားတွေကစားသမားတွေသူလိုချင်တဲ့ပုံစံကိုသူတို့ရအောင်သူဆော့ပေးရပါဗျအဲ့တော့မကြခင်အခုထပ် join တော့မဲ့ player ကစားသမားတွေပေါ့ player ကစားသမားတွေကိုလည်းသူတို့အတင်းနဲ့သူအဝင်ကိုကြဖြစ်အောင်လို့ဆိုပြီးသူကူညီပေးနေတာပေါ့ဗျအဲ့လိုအချိန်နဲ့သူဖန်တီးနေတာပေါ့နော်အဲ့လိုပုံစံပြောတာအဲ့လိုပြောတာဆိုဘာဖြစ်ကျွန်တော်တို့လည်း pre-season ကအရေးကြီးရပဲရေးကြီးရဆိုတော့ pre-season ကောင်းမှပဲဘာဖြစ်တော့သူလိုချင်တဲ့နေစနစ်ကိုကျွန်တော်အများကြီးသွားလို့ရပါဗျာဒါပေမဲ့တော့တွေကတော့ကျွန်တော်ရှိမှလူကမခေါ်ရသေးဘူးဆိုတော့အဲ့ဒါတော့တဲ့တိုင်ပတ်တော့လူအစ်ထက် join မယ်ဆိုတော့ကစားမအစ်အကြီးထက်ရောက်လာခဲ့ရှိတော့အဲ့ချိန်တော့တစ်ချက်တော့အဲ့ဒါတော့နည်းနည်းတော့တိုင်ပတ်တယ်အမှန်တော့လူခေါ်ပြီးတဲ့ချိန်တစ်ခါတည်း pre-season သွားလိုက်တာကိုကောင်းတယ်အဓိက one game လည်းခံပါဗျာအဲ့ဒါကြီးလည်းပါပါတယ်အဲ့အချိန်လေးဘယ်လိုပြောမလဲအခုလက်ရှိထိတော့ကောင်းတော့ဗောနော်ဒီလူငယ်တွေရဲ့ဘေးစင်နီယာကစားသမားချို့နေငယ်နေသူတို့အခုကျွန်တော်ဟိုမှာဆော့နေတော့လေချီကပုံမှာအဲ့တော့ဘာဖြစ်ကျွန်တော်စောင့်ကြည့်ရအောင်ဗောနော်တစ်ချက်လောက်အဲ့တော့ကျွန်တော်နောက်တစ်ခုကျတော့ interview ကဗာမေးရတယ်ဆိုတော့ကျွန်တော်ဒီခုနီးပြဒီခီးစရာဗောနော်ဒီခီးစရာကျွန်တော်နီးပြဖွဲ့နေပို့ပြီးတော့အချိန်ပို့ပြီးတော့တို့နဲ့လုံလောက် communicate လုပ်ဖို့အချိန်ရခဲ့တယ်ဗောဗျာအချိန်ရခဲ့တယ်အဲ့တော့အဲ့ခွင့်ရခဲ့တယ်ရခဲ့တော့တို့အကြောင်းနည်းနည်းပြောပြလို့ရမှာဗောနော်ကျွန်တော်ဒီအခုဒီလက်ရှိနီးပြရဲ့ဒီလက်ထောက်နီးပြနှစ်ယောက်ပေါ့နော်ကျွန်တော်ရှွမ်ကူပါနဲ့အဲ့တိုမီအန်ဖက်ပေါ့နော်သူတို့နှစ်ယောက်ကြောင့်သူမေးထားတယ်ဘာလို့ဆိုတော့ဒီနှစ်ယောက်ကလည်းသူတို့
ဒီနီးပြအခုဘုံမောက်မှာရှိတဲ့ချိန်နဲ့သူတို့နဲ့တောက်လျှောက်လက်တွဲလာဆိုတော့သူတို့နဲ့ကြာကြာလက်တွဲမယ်လို့သူတို့ခံစားပြီးလာပေါ့နော်အဲ့လိုပြောတာပေါ့ဗျာအဲ့တော့ဒီနီးပြအန်တိုနီအာယိုလာအနေနဲ့ကတော့ဒါသူတက်ကတော့ဒါဒီနီးပြနှစ်ယောက်ကမရှိမဖြစ်လို့တယ်ပြီးတော့သူတို့ကဘယ်လိုပြောကျွန်တော်ဒီ Premier League ဒီဟိုပါပေါ့ Premier League နဲ့ Championship ပေါ့ Premier League ရဲ့ Championship တို့ပြီး League 1တော့မှသူတို့ကစားခဲ့တဲ့ experience ရှိရပါဘူးအဲ့တော့သူတို့သူတို့ကဒီဘောလုံးအင်္ဂလန်ရဲ့ဘောလုံးကြီးမှုကာချာကိုသူတို့တည်ရပေါ့ကောင်းကောင်းတည်ရဆိုတော့ဟိုသူ့အတွက်လည်းအထောက်အကူဖြစ်တယ်ဘာလို့လဲဆိုတော့သူကဒီရောက်ချင်တော့ဒီဘုံမဆောက်ရောက်တော့အဲ့ကာချာကိုသိမသိဘူးဗျဒါပေမဲ့ဟိုဒီသူရောက်လာတဲ့3နှစ်အတွင်းမှာတော့ဒါသူတို့နဲ့လက်တွဲပြီးတော့ဒီနီးပြအဲ့လက်ထောက်နီးပြ2ယောက်နဲ့လက်တွဲပြီးတော့သူ့အတွက်ပို့ပြီးတော့ဘယ်လိုပြောမလဲအထောက်အကူဖြစ်တာပေါ့ဗျာတောက်ခုဖြစ်ပြီးတော့သူဆော့ကျင်တဲ့ပုံစံကိုဒီနီးပြ2ယောက်ကလည်းဘယ်လိုပြောမလဲဒီကျွန်တော်ဒီ training တွေမှာသူအကောင်းဆုံးပုံဖော်ပေးရပါတော့အဲ့တော့သူ့အတွက်ကတော့ဗာပြပြတာတော့အဖိုးတန်တဲ့နီးပြရတယ်ပေါ့ဗျာသူမရှိမဖြစ်နီးပြဆိုပြီးသူအဲ့လိုတော့ပြောတာပေါ့နော်အဲ့ဒါဟုတ်မဟုတ်တော့ကျွန်တော်တခြားတော့ကြည့်ရမှာပေါ့အဲ့တော့တခြားတော့ကြည့်ရမှာဗာပြကောင်းတော့ကောင်းပါဘူးအခု train တောက်လျှောက်ကြည့်လာတယ်ဟိုနှစ်ပွဲလုံးကတော့ဗာပြသူဆော့ကျင်တဲ့ပုံစံတော့ထိမိတော့ကျွန်တော်မြင်ရတယ်ဟိုစီနီယာကစားသမားတွေမဆုံသေးဘူးဆိုပေမဲ့ပေါ့နော်ဟိုလူငယ်လေးတွေနဲ့အဆင်ပြေလို့သူဖြစ်အောင်အဆင်ပြေရတယ်ဆိုတော့ကျွန်တော်ဒါပေမဲ့အခုဒီလီပွဲလီနဲ့နောက်ဆုံးချီကာဂိုမှာကန်တဲ့ပွဲကြရင်တော့ကျွန်တော်တို့ဒီ Graven Batch တို့ Florian Wirtz တို့ပြီး Alexander Isak တို့ပေါ့နော်သူတို့တွေတော့join ပါဆိုတော့ကျွန်တော်အဲ့ညတော့တစ်ချက်ကြည့်ရအောင်နော် Florian Wirtz ဟိုဒီမှာတန်းမှာ3ပါဆိုတော့အဲ့ဒီတော့တစ်ချက်ကြည့်ရပါပေါ့ပြီးတော့ကျွန်တော်နောက်တစ်ခုသူထပ်ပြောတာဒီတုံမီပေါ့သူလက်ထောက်နေပြတုံမီကသူကဘယ်လိုပြောရမလဲလီဗာပူးရဲ့သူကလောကဟက်ကိုဖန်ပဲအကြီးစားဖန်ဖြစ်နေတော့သူကတော့ဒီအခုဒီအန်တိုနီယာလာသူကတော့ပြောပြပါဒါသူရဲ့ဘယ်လိုပြောသူငယ်လေးတွေကအားပေးတဲ့အသင်းပေါ့ဗျာသူရဲ့အိမ်မက်အကောင့်ထဲပေါ်ပေးလို့တော့ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့တော့ဒီပြကျွန်တော်တို့ဒီဘက်ရောက်လာတဲ့အချိန်မှာလီဗာပူးရောက်3မောင်းနဲ့လီဗာပူးပြောင်းလာတဲ့အချိန်မှာသူတို့နှစ်ယောက်ကမလာသေးဘူးကြာပြီးတော့မှလာတာအဲ့ကြားထဲမှာသူအဲ့ဒီဘယ်လိုပြောထုံမီပေါ့ထုံမီနေနဲ့လဲသူချိုအဲ့ချန်ပီယံရှစ်ဒီအဆင့်ပေါ့နော်အဲ့နီးပြအတင်းချို့မှာသူနီးပြလို့ဖို့အခွင့်အရေးရခဲ့တယ်အဲ့လိုမျိုးအဆက်တွေသူရှိခဲ့တယ်ဒါပေမဲ့လည်းသူကလည်းဘာလို့ပြည်သက်တယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ခွင့်ရသူလက်လွတ်လို့မရဘူးပေါ့နော်လက်လွတ်လို့သူအတွက်ဒါအရေးကြီးအောင်ဗျာဟိုဘယ်လိုပြောမလဲဒီလီဗာပူးဒီအခုတွေ့တဲ့အချိန်မှာသူအဲ့လိုကျွန်တော်ရန်တော့ကစားသမားတွေဖြစ်တဲ့ကျွန်တော်ဒီ Roy Fowler တို့ပြီး Ian Rice တို့အဲ့လိုကစားသမားတွေနဲ့တွေ့ရတဲ့အတွက်ကြောင့်ဒါသူတို့တော်တော်ကြီးဟိုဘယ်လိုပြောဆောင်းပြောလို့အောင်တယ်ဗျဒီမှာသူတို့အေးပေါ့ငယ်လေးတွေကအဲ့လိုအားကြလီဗာပူးဖန်လည်းဖြစ်နေတော့ဟိုဘာပဲအဲ့လိုအပြင်မှာတွေ့ရတော့တော်တော်မိုက်ပါတယ်ဘာလို့ဆိုကျွန်တော်လည်းဟိုဘယ်လိုပြောမလဲကျွန်တော်ဆိုလည်းတွေ့ရတယ်ဗျ Steven Gerrard နဲ့ဒီမှာကျွန်တော်ဆိုဒီကျွန်တော်ဘောလုံးစားကြည့်ရတော့ခေါ်လာမှာကျွန်တော်စားကြည့်ရဆိုတော့အဲ့တွေရပဲဘာဖြစ်လို့ကိုဆောင်ဝါကြရတဲ့ကစားသမားနဲ့တွေ့ရဆိုတော့သူတို့လည်းအဲ့လို feeling ဖြစ်မှာပဲကျွန်တော်ဆိုလည်းအဲ့လို feeling ဖြစ်မှာပဲဗျအဲ့လိုမျိုးတော့သူပြောပြတာပေါ့နော်သူကအားကြောင့်မခွင့်ရခဲ့မှာသူမပြောင်းခဲ့ဘူးဘာလို့လဲဘာလို့သူဒီလက်ထောက်နေပြအနေနဲ့လာမှာဆိုတော့ဒီနေပြယာတူတွေသူလက်လွတ်ခဲ့အောင်နော်အဲ့လိုတော့ပြောတာပါတယ်ဟုတ်ကဲ့ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီ Alejandro Rosalán ပေါ့နော်ဒီကိုသမားနီးပြအသက်ပေါ့ကိုနီးပြအသက်ကြောင့်သူမေးခဲ့တယ်သူနဲ့ဘယ်လိုချိန်ဆက်မိလဲပေါ့နော်ပြီးတော့အတင်းကိုသူဘာယူဆောင်ဖို့သူညှော်လဲတယ်ပေါ့အဲ့တော့ဟိုအန်တိုနီယာလာသူပြောတာဒီ personally ဒီ Alejandro Rosalán နဲ့သူမသိဘူးပေါ့နော်ဒါပေမဲ့ဒီအသင်းနဲ့ဒီကိုနီးပြဌာနမှာသူဦးဆောင်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲသူ့မှာအဲ့လိုမျိုးအတွေ့အကြုံဖြတ်တန်းခဲ့ experience ရှိပါဗျာဖြတ်တန်းခဲ့ပြီးတော့နောက်တင်းတော်လည်းသူတင်းတော်ဆုံးသူလို့သူဆုံးဖြတ်ခဲ့ပါဗျာအဲ့တော့သူ့မှာလည်းအတွေ့အကြုံအဲ့ဒီပြချင်ပါလဲကိုနီးပြပါနော်ကိုနီးပြချင်ပါလဲ experience အများကြီးရှိတယ်ပြီးတော့ဒီ Florentina ပေါ့ Florentina အသင်းတွေမှာလည်းတော်တော်များများနှစ်ရှည်သူတောင်းဟိုအလုပ်လုပ်ခဲ့ရပါတော့ဗီနာပူလီမှာလည်းအလုပ်လုပ်ခဲ့တယ်ပြီးတော့ series အီတလီကလပ်ဆိုတော့ဒီ series ဆိုလည်းသူချန်ပီယံရဖို့အတွေ့အကြုံလည်းရှိရပဲအဲ့တော့သူကိုယ်တိုင်လူကိုယ်တိုင်တွေ့ဆုံပြီးသူစကားပြောချင်မှာသူရဲ့ကိုယ်သဘောကျရဗျာသဘောကျတော့ဟိုသူသဘောကျပြီးတော့သူ့ဟိုဖြစ်လိုက်တာပေါ့ခေါ်ဆောင်လိုက်တာပေါ့နော်ယူဆောင်ခဲ့တာပေါ့အဲ့တော့ဘာဖြစ်ကျွန်တော်တို့ဒီကိုသမားဥစ္စာတော့ဟိုတလောကတော့ထွက်သွားဆိုတော့လေဒီကိုသမားနေပြအဟောင်းတယောက်ထွက်သွားတော့ဟိုဒီအသက်ထောက်ဝင်လာပါတော့အဲ့တော့ကိုသမားနေပြအတွက်လည်းပါနေကျွန်တော်ကိုသမားရဲ့အတွက်ပါနေထောက်ကူဖြစ်မလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရအောင်တော့တယ်တော့
ကိုသမားတွေအားကျွန်တော်ဘာမှသိစိတ်ပူတာမရှိပါဘူးကိုအလက်စင်ကလည်းပြန်ပါပေါ့လာတော့ပါဆိုလေဟိုအဓိကတော့အလက်စင်တရားများဖို့ပဲကျွန်တော်တို့ပြောနေတယ်ဟိုအလက်စင်တရားများရင်တော့အကောင်းတယ်ပဲဘာလို့မာမာတက်ချ်ပီလေးကလည်းဘယ်လိုပြောရမလဲစတော့ပါနေနဲ့ဆိုတော့အဆင်ပြေတယ်ဒါပေမဲ့အဲ့လိုကျွန်တော် sorry စောပါနေနဲ့ဆိုတော့အဆင်ပြေတယ်ဒါပေမဲ့ဒီတိုင်းအဲ့ ball distribution တွေဘောလုံးဖြတ်နေချိန်ကျရင်တော်တော်ကြီးကိုတိုင်းပတ်တယ်ဗျအလက်စင်တော့မတိကျအောင်ပေါ့နော်ကျန်တဲ့လူငယ်ရလည်းဟိုဒီwoman တော့ရှိအောင်နော် woman လည်းကျွန်တော်သဘောတော့ကြားတယ်သူကစော့တာတော့သူကစားတဲ့ပုံစံတော့အရင်ညင်တယ်ကျန်တဲ့လူငယ်ဒီ Pepsi နဲ့အမေ Pepsi ကတော့ကျွန်တော်ဒီBelgian ကလပ်လား Germany ကလပ်လားမသိဘူးဟိုသွားဖို့ရှိရတယ်ကျွန်တော်ပါလဲအငားချဖို့ရှိတယ်အဲ့တော့တော့ကျွန်တော်ဒီကိုသမားနေရာမှာအလက်စင်နဲ့လက်စင်က first line နဲ့ပေါ့နော်လက်စင် first line နဲ့မမတက်ချူက second လောက်တော့ဖြစ်ပြီး woman တော့တက်ပေါ့သူတို့အဲ့လိုမျိုးတော့တော့ရှိရတော့ဘာဖြစ်ကိုသမားနေရာတော့ကျွန်တော်စိတ်ချလို့ရပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်အခုဒါဘယ်လိုပြောရမလဲလီဗာပူးဒီ FC.com ကနေအန်တိုနီယာဟိုလာကိုသူအင်တာဗျူးပေါ့နော်အခုလက်ရှိဒါတော့လူတို့တက်မှုရှိနေလဲပါညာပေါ့အဲ့တွေကိုမေးခဲ့တာတွေကိုကျွန်တော်ဒါပြောပြသွားပြီးဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နေတယ်ဆိုတော့ကျွန်တော် page attack on FB page လေးကို like and follow လေးပြုလုပ်ခဲ့ပါပြီပေါ့ဗျကျွန်တော်ဗီဒီယိုဟိုအဆုံးထိကြည့်ရှုရပြီလို့အားလုံးကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုဟာသတင်းတွေထပ်တက်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုနဲ့ဗီဒီယိုဖြစ်ဖြစ်စာဖြစ်ဖြစ်ပေါ့နော်ကျွန်တော် page မှာကျွန်တော်တင်သွားပြီးပါဗျအားလုံးကျေးဇူးတင်ပါတယ်